တကယ်လို့ကျွန်တော်တို့ကောင်းမှရုပ်တရက်အနေကြုံလာတဲ့အခါမျိုးပေါ့ကားတကားဖွင့်လို့မရတော့ဘူးထိုင်ကုန်ကဘက်ကလည်းချုပ်ထားသလိုဖြစ်နေပြီးတော့ဘယ်လိုဖြောက်အောင်မသိတော့တဲ့အခြေအနေဆိုလို့ရှိရင်တို့ဘာလို့ကြောက်တကယ်တော့မတော်တဆဆိုတာကစက္ကန့်မိုင်လေးအတွင်းမှာပဲချက်ချင်းရောက်လာတယ်အဲ့ဒီအချိန်မှာကိုယ့်အသက်နေကိုကယ်ဖို့တော့ကလက်ပလာနဲ့ကားမှန်ကိုခွဲထွက်ဖို့ပစ္စည်းရှာမတွေ့တာကဘက်ကချုပ်နေလို့ဖြစ်နေပြီးတော့ချက်ချင်းဖြုတ်လို့မရတော့တဲ့အခါမျိုးတွေဒီလိုအချိန်တွေမှာအရန်လန့်ပြီးတော့ဘာလို့မှမသိတဲ့အခိုက်အတန့်တွေရှိမှာပါဒါကြောင့်မို့လေကျွန်တော်တို့ဒီဘာမစိုးကနေပြီးတော့ rescue plan လေးကိုထုတ်ပေးထားတာကျွန်တော်ဒီ rescue plan လေးကကားတိုင်းမှာရှိနေတင်တယ်လို့ကျွန်တော်တို့ယူဆတယ်ဒါလေးကလေတိတ်တိတ်လေးဆိုပေမဲ့ကျွန်တော်တို့အားလုံးရဲ့အသက်တွေအများစွာကိုကယ်ပေးနိုင်တဲ့ safety tool လို့ပြောလို့ရတယ်ဒီမှာကြည့်ဒီဘက်ကကပတ်ကိုဖြတ်ဖို့အတွက် seatbelt cutter ဒီဘက်ထိပ်ကကြတော့မှန်ကိုခွဲဖို့အတွက် window breaker ဒါတွေကလေအားသုံးစရာလုံးဝမလိုဘူးเนาะတတာလေးလုပ်လိုက်ရုံပဲဒီ window breaker ဆိုရင်မှန်တောင်လေးမှာတိပြီးတော့တတာလေးဖိချလိုက်ရုံနဲ့အထက်က spray မှန်ကိုသွားစောင့်ပြီးတော့ခွဲပြီးတော့မှတခါလေကြာလို့ရှိရင်ကျွန်တော် seatbelt ကရုပ်တရက်ဖြုတ်လို့မရတော့တာခဏကမှပိတ်ပြီးတော့ကြက်နေတဲ့အခါမျိုးရှိတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီမှာဒီဘက်က seatbelt cutter လေးနဲ့ဒါလေးဆွဲဖြတ်လိုက်အောင်တစ်မျိုးစလုံးကဒီ rescue band တစ်ချောင်းထဲမှာပါတာဆိုတော့အရန်ကိုအဆင်ပြေတကယ်တော့လေဒါမျိုးဆိုတာကျွန်တော်တို့အားလုံးတို့မလိုချင်ဆုံးအရာပါဟုတ်တယ်မလားဒါပေမဲ့မတော်တဆဆိုတဲ့အရာကကြုတ်ပြောလာတယ်မဟုတ်ဘူးအဓိကတော့ကျွန်တော်တို့ကအရေးပေါ်တွေကြုံလာခဲ့ပြီဆိုလို့ရှိရင်လက်လန်းမီတဲ့နေရာမှာဒါလေးအသင့်ရှိနေဘူးပဲကျွန်တော်တို့ကိုယ့်အတွက်ရောဘေးပတ်ဝန်းကျင်ကသူတွေအတွက်ရောကိုမိသားစုဒီကိုမောင်မောင်မိတ်ဆွေတွေအားလုံးဒီကားစီးတဲ့အခါမှာစိတ်ချရအောင်လို့ဒါလေးကိုစောင့်ထားစေချင်တယ်ဒါကမသုံးရလေတော့အကောင်းဆုံးပဲဗျာမသုံးရလေအကောင်းဆုံးပဲဒါပေမဲ့ကားမောင်းတဲ့သူတွေတိုင်းကတော့ဒီ rescue plan လေးတစ်ခုကတော့ရှိကိုရှိတဲ့နေအားလုံးပဲသတိရှိရှိနဲ့ပေးခင်းကြပါသူဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ